ဖွင့်မင်္ဂလာပါရှင်ခေတ်ပညာအကြောင်းပြောကြမယ်အစီအစဉ်လေးမှာပြန်လည်ကြိုဆိုပါရရှင်ဒီနေ့အစီအစဉ်လေးကတော့ခေတ်ပညာရဲ့စာအုပ်လေးတွေကိုနှစ်စဉ်နှစ်တိုင်းအသုံးပြုနေတဲ့အကြောင်းလေးတစ်ကြောင်းကိုမိတ်ဆက်ပေးခြင်းလို့ပါရှင်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါမီးရေပထမဆုံးအနေနဲ့ဆရာရဲ့အမှန်တကယ်လေးနဲ့ဒီနေရာလေးအရင်ဆုံးမိတ်ဆက်ပေးပါWFC ကိုပိုင်တန်အကြောင်းကအမှန်920ခုနှစ်ဇီလန်6အောင်ရက်ကွယ်တာဂီတာမြို့နယ်မှာတည်ရှိပါတယ်ဒီကြောင်းအနေနဲ့ခေတ်ပညာမှာထူထားတဲ့စာအုပ်လေးတွေကိုပထမဆုံးရေးချင်ပြခဲ့ပုံနဲ့တရားစပြီးတော့အသုံးပြုခဲ့တယ်ဆိုတော့တစ်ချက်လောက်ပြောပြပေးပါရှင်။သမီးတို့ဒီခေတ်ပညာထုတ်တဲ့စာအုပ်လေးတွေကိုဆရာတို့2023-2024ပညာသင်နှစ်ကနေစပြီးတော့သုံးနေတာ။အဓိကကတော့ quality ပေါ့။ eye catching ဖြစ်တဲ့ကလေးတွေအတွက်ကို answer key ပါတဲ့အတွက်ကြောင့်မို့ self study လုပ်လို့ရတယ်။သူဖြင့် teacher guide လို့ခေါ်တဲ့ဆရာလမ်းညွှန်နဲ့ထုတ်ဝေထားတဲ့အတွက်ကြောင့်မို့ဆရာတို့စတင်ပြီးတော့အသုံးပြုဖြစ်ခဲ့တာပေါ့အခုလိုရေးချင်တဲ့နေ့တွေနဲ့ကျေးဇူးတင်ပါတယ်ရှင်ဘာသာမှမပြီးနောက်တစ်ခုအနေနဲ့ပါတော့ဒီစာအုပ်လေးတွေနဲ့သင်ကြားပေးတဲ့အတွက်ကလေးတွေရဲ့သင်ကြားသင်မှုပုံမှာဘယ်လိုကျူးကျော်ရမှုတွေရရှိခဲ့လဲဆိုတာကိုပြန်လည်နှိုင်းပြပါမယ်effective and efficient အများကြီးဖြစ်တယ်သမီး effective အပိုင်းမှာဆိုလို့ရှိရင်လည်းပဲတသားမိမိတွေကကိုယ်တိုင်လေ့ကျင့်လို့လည်းရတယ်ကျောင်းမှာဆရာဆရာမတွေနဲ့အတူတူလေ့လာလို့လည်းရတယ်လေ့ကျင့်လို့လည်းရတယ်အဓိကတော့ workbook ဆိုတဲ့အခါကျတော့ဒါလေ့ကျင့်မှုအတွက်ကိုအဓိက focus ထားတာပေါ့နော်အဲ့ဒါက effective အပိုင်းပေါ့ efficient အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီစာအုပ်လေးတွေကအချိန်တိုအတွင်းမှာပဲအများကြီးပထမမိမိတွေအတွက်ကျောင်းသားတွေအတွက်အများကြီးအကျိုးရှိပါတယ်ခေတ်ပညာရဲ့လေ့ကျင့်ရစာအုပ်လေးတွေကိုတစ်တိုင်းသုံးပြတဲ့အခါမှာဒီစာအုပ်လေးတွေအတွက်အကျဉ်းပြုပေးချင်တာလေးတွေရှိလားမသိဘူးအခုဆရာတို့သုံးလာတာကခေတ်ပညာထုတ်တဲ့ဒီလေ့ကျင့်ရစာအုပ်လေးတွေကိုသုံးလာတာကမူလတန်းအလယ်တန်းပေါ့နော်အဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အထက်တန်းကိုပါဆက်ပြီးတော့ဒီလိုလေ့ကျင့်ရစာအုပ်လေးတွေထုတ်ပြီးပါလို့ချက်ပြုချင်ပါတယ်ဟုတ်ကဲ့ပါဘာလို့ခေတ်ပညာရဲ့ page တွေ channel တွေအတွက်လေးတွေရောအကျဉ်းပြုစရာလေးတွေများဆက်ချင်တာရှိတယ်ခေတ်ပညာ page တို့ဒီ channel တို့နဲ့ပတ်သက်ရင်တော့ဆရာအကြီးကဒီ TikTok မှာတွေ့ရတယ်ပေါ့နော်ခဏအဲ့လို TikTok မှာတွေ့တယ်ဆိုတော့ social media platform တွေအနေနဲ့ကတော့သမီးတို့ဒီခေတ်ပညာပညာရေးနဲ့ပတ်သက်တဲ့driving force driving force တွေပဲလေအဲ့တော့ဘာပဲဖြစ်ဖြစ်social media platform တွေမှာမကြမြင်ရတွေ့ရအောင်ပေါ့နော်ခဏတင်ပြပါဒါမှလည်းကလေးတွေစီကိုပြီးချီအောင်နေဒါမှလည်းဒီတားရီသမီးတွေဆရာမတွေအနေနဲ့ကဒီလိုမျိုးအဆင်ပြေကောင်းမွန်ရှောင်းမွေးတဲ့ workbook အချင်းအစားလေးတွေကိုသိရှိပြီးတော့ဒီလိုလေအသုံးပြုပြီးတော့အကျိုးများမယ်လို့ညွှန်လင်းပါတယ်အခုလိုစီစဉ်နေမှာပါဝင်ပြီးတဲ့လက်ဆရာပြကြမယ်ကျေးဇူးတင်ပါတယ်ရှင်ဆရာတို့ကလည်းပဲ WFC ကိုပိုင်တက်တန်းကျောင်းအနေနဲ့အခုလိုခြေချခွင့်ရတဲ့အတွက်အထူးပင်ပန်းမြောက်ကုန်နေပါတယ်အများနဲ့လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါတည်း